ပါရှင်ဘာချက်ဖူ channel လေးကတော့ဒီနေ့မှာမြန်မာငွေ9000တသိန်းနဲ့ဟင်းနှမျိုးကိုမိသားစုသုံးယောက်စာအတွက်ချက်ပြပေးသွားမှာဖြစ်လို့မိရဲ့ blog လေးကိုဆုံးဖြတ်ကြည့်ပေးကြပါဦးပထမဦးဆုံးချက်မဲ့ဟင်းလေးကတော့အနှစ်များများလေးနဲ့ထုတ်နဲ့အရန်စားလို့ကောင်းတဲ့ဘဲဥငပြာရီချက်လေးချက်ပါမယ်ရှင်ဘဲဥငပြာရီချက်လေးချက်ဖို့အတွက်စီလေးထည့်ပါမယ်ရှင်စီလေးပူလာပြီဆိုတာနဲ့ထောင်းထားတဲ့စက်သွန်အနီအဖြူထည့်မယ်နော်စက်သွန်အဖြူလေးကိုအရင်ဆုံးမှုရအောင်လို့ထည့်ပါမယ်စက်သွန်ဖြူလေးကိုခဏကြာထည့်ပြီးတော့မှုလိုက်ပြီးတဲ့အခါမှာစက်သွန်အနီလေးကိုထည့်ပါမယ်စက်သွန်အဖြူလေးနဲ့အနီလေးကိုကြလေးစီတက်ပေးရပါမယ်နော်အနံ့လေးမွေးလာတဲ့အထိစီတက်ပေးရပါမယ်ရှင်စီတက်ပြီးတော့ခဏကြာတဲ့အခါမှာငရုတ်သီးအယောင်တင်မုံစွန်းနှစ်ဆုံးစာထည့်ပါမယ်ရှင်ငရုတ်သီးအယောင်တင်မုံလေးကမဆက်တတ်တဲ့ကြောင့်မလို့ဆက်လေးစားချင်တာဖြစ်တဲ့အတွက်ငရုတ်သီးခွဲချမ်းတစ်စုံထည့်ပါမယ်ရှင်ထည့်ပြီးတဲ့အခါမှာငရုတ်သီးလေးတွေနဲ့ရောမှွေပြီးတော့ငရုတ်သီးကိုနီလာတဲ့အထိရွှေညွန့်တန်းလာတဲ့အထိစီတက်ပေးပါမယ်စီတက်တာလည်းနည်းနည်းလေးကြာလာပြီးငရုတ်သီးလေးလီညွန့်လေးတက်လာပြီဆိုရင်အချိုမုံလေးနှစ်စုံထည့်ပါမယ်။နေ့အရသာတွေကိုတခါလေးစိတ်ဝင်သွားအောင်လို့ငပြာရည်လေးတစ်စုံမှထည့်ပါမယ်။အဲ့ဒါလေးစားကျင်တဲ့သူကတော့မိမိနှစ်သက်သလိုစိတ်ကြိုက်ပြင်ပြီးတော့ထည့်နိုင်ပါတယ်ရှင်။အဲ့ဒါလေးလည်းစိတ်ကြိုက်ပြင်ပြီးပြီဆိုတော့ချမ်းသာရဲ့ဘဲဥလေးတွေကိုမှောက်ခုံလေးစီပြီးတော့ထည့်ထားလိုက်ပါမယ်ရှင်။ဘဲဥလေးကိုအခွန်မလေးစားကျင်တာဖြစ်တဲ့အတွက်ရေလေးတစ်ခွက်ကိုထည့်ပြီးတော့ကြလေးတည်ထားလိုက်ပါမယ်ရှင်ဘဲဥအိုးလေးကိုကြလေးတည်ထားရင်းနဲ့မုံညင်းလေးကိုတင်ပါမယ်ရှင်မုံညင်းလေးတွေလည်းတင်ပြီးပြီဆိုတော့မုံညင်းလေးတွေကိုရေဆေးပြီးတော့စစ်ထားလိုက်ပါမယ်ရှင်ဒဲအိုးကိုတော့ချအောင်လုပ်ပြီးတော့စီလေးနည်းနည်းထည့်ပါမယ်ရှင်စီရီတွေလည်းတပွန်းပွန်းနဲ့ဆူလာပြီဆိုရင်တော့မုံညင်းလေးတွေကိုထည့်လိုက်ပါမယ်ရှင်မုံညင်းလေးတွေကိုအရွက်နဲ့အယိုးနဲ့တခါတည်းမင်ကရောပြီးတော့ကြော်လိုက်ပါတယ်ရှင်ဒေဦးတွေကိုထည့်ပြီးတော့ခဏကြာအောင်မှွေပေးပြီးတော့မင်တို့ရိုးလေးရွက်ကလေးရောနူးသွားအောင်လို့အဖုံးလေးအုပ်လိုက်ပါမယ်ရှင်ခဏကြာမှာအဖုံးလေးပြန်ဖွင့်ပြီးရှိလိုက်တဲ့အခါမှာရိုးလေးရောအရွက်ကလေးရောနည်းနည်းနွမ်းသွားတယ်ပေါ့နော်ဒီလိုမျိုးနွမ်းသွားပြီးတော့အရေးလေးတွေခန်းအောင်လို့မင်ကနည်းနည်းလေးကြော်ပါမယ်အရေးလေးခန်းသွားပြီဆိုရင်တော့အလဲလေးကိုဖြည့်ပြီးတော့ကြက်ဥလေးတစ်လုံးဖောက်ထည့်ပါမယ်ရှင်ကြက်ဥလေးဖောက်ထည့်ပြီးတော့ကြော်တဲ့အခါမှာထွေးကြီးဖြစ်မသွားအောင်လို့ကြက်ဥလေးကိုနည်းနည်းကြက်အောင်ထားပါမယ်နည်းနည်းကြက်လာပြီဆိုတော့မှမှွေပြီးတော့မုံညင်းလေးနဲ့ရောပြီးတော့ထပ်မှွေပြီးတော့ကြော်ပါမယ်အခုဆိုရင်တော့အရင်အရသာရှိတဲ့မုံညင်းကြော်လေးတစ်ခွက်ရပါပြီရှင်မင်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းဘတ်ဂျက်ဆေးဖြစ်ပြီးတော့ရတာရှိတဲ့ဟင်းလေးတွေကိုတင်ပေးသွားမှာဖြစ်လို့မင်းရဲ့ channel လေးကို subscribe လုပ်ထားပေးပါဦးရှင်။